I have had a bank account for a few years now and I make sure my account is always in credit ငါမှာတဲ့ bank account တစ်ခုရှိတယ် for a few years now ပေါ့နော်နှစ်နည်းလောက်တောင်ကြာပြီ and I make sure ငါကသေချာအောင်လုပ်တယ် my account is always in credit always in credit ဖြစ်အောင်လုပ်တယ်ဆိုတာဘာပြောတာလဲဆိုတော့ having money in the account ပေါ့ account ထဲမှာပတ်စံရှိအောင်အမြဲတမ်းထားတယ်လို့ပြောတာ I go to the cash point once a week တစ်ပတ်တစ်ခါလောက်ငါက cash point ကိုသွားတယ်တဲ့ cash point ကိုသွားတယ်ဆိုတာကျတော့သူကဘာပြောတာလဲဆိုတဲ့အခါကျတော့ဒီ ATM လို့ဘာလို့ပတ်စံထုတ်လို့ရတဲ့နေရာကိုသွားတာပြောတာနော် So I always have some cash with me အဲ့တော့ငါအတွက်အမြဲတမ်း cash ငွေသားကလည်းအမြဲတမ်းရှိပါတယ်တဲ့ and I check my account online ကနေလည်းငါ account ငါစစ်ဆေးလို့ရတယ် once a week တစ်ပတ်တစ်ခါလောက်ငါကစစ်ဆေးတယ် to see how much money I have got ငါပတ်စံဘယ်လောက်ရှိနေပြီလဲဆိုတော့ငါစစ်ဆေးပါတယ်တဲ့ဒီမှာ तू ပေးထားတဲ့ grocery လေးတွေကိုရေးပြထားတာတွေ့လိမ့်မယ်နော် having money in the account money in the foreign note and coin သူက3က look at the detail of it ဆိုပြီးတော့မှ credit ရဲ့ဒီမှာနောက်တစ်ခုက catch ရဲ့ check ကိုသူကပြပြတာနော်ရှင်းပြထားတယ် When I went to university I had to get a student loan to pay my fees တဲ့ငါတဲ့တက္ကသိုလ်တက်တော့တဲ့နော်တက္ကသိုလ်တက်တော့ I had to get a student loan ငါကျောင်းသားချီးငွေကိုငါကယူရပါတယ်တဲ့ to pay my fees ဆိုတော့ဒီကျူရှင်လာကားတို့ဘာလို့ညာတို့ဗောနော်ကျောင်းလာကားတို့ပေးဖို့ပြောတာပါ fees နော် fees ကိုသူကမှရှင်းပြထားတယ် money you pay to use something for a service ပေါ့ service ကိုကူတော့ပေးရတဲ့ဟာကိုဆိုတော့ fees လို့ခေါ်ပါနော် That man I had to be careful and make sure I didn't waste money အဲ့ဒီဘက်ကတဲ့ငါဂယူဆိုင်ရတယ်ဗောနော်ဂယူဆိုင်ရတယ် to make sure I didn't waste money ပတ်စံနေငါရှောက်ဖြုံးမပစ်ဘူးဆိုပြီးတော့ငါကသတိထားရပါတယ်ဖြုံးမပစ်မိအောင်သတိထားရပါတယ် But by the time I finished my degree ငါစာမွေးငါဒီ degree ဗောနော် degree ရသွားပြီးတဲ့ခါမှာတော့ I owe a lot အကျွေးတွေအများကြီးတင်နေတယ်တဲ့ One good thing is that I don't have to pay it back until I got a job and I'm earning a reasonable amount of money ကောင်းတဲ့တစ်ချက်ကတော့ I don't have to pay it back ပြန်ပေးစရာမလိုဘူး until I got a job အလုပ်မရမချင်းပြန်ပေးစရာမလိုဘူး and ပြီးတော့ I'm earning a reasonable amount of money reasonable amount of money ဆိုတော့ဘာပြောရလဲဆိုတဲ့အခါကျတော့ကျွန်တော်ဒီဟွာပေါ့နော်အစင်ပြေတဲ့ငွေကြေးပေါ့ तू ကသူ့ဘာသူရက်လဲရက်တီနိုင်ပတ်စံလဲပြန်ပြီးတော့ဒီစက်နိုင်တဲ့ငွေကြေးအခြေအနေမရမချင်း तू ကပြန်ပေးစရာမလိုဘူး At the moment I'm saving up for a new laptop အခုတော့တဲ့ကျွန်မကပေါ့နော်ကောင်မလေးပုံပြထားတာကိုနော် laptop အသစ်ကလေးဝယ်ဖို့အတွက်ပတ်စံစုနေပါတယ်တဲ့ The one I have is very slow and keeping going around ငါမှအခုရှိတဲ့တလုံးကတဲ့တော်တော်ကြီးကိုနှေးနေပြီးတော့စင်မပြေဘူးတဲ့ I would like to have a car elsewhere တဲ့ကားတစ်စီးလည်းရှိချင်တယ် but I can't afford it ကျွန်မမဝယ်နိုင်ပါဘူးတဲ့ can't afford တာတကူကိုမဝယ်နိုင်တာပြောတယ်နော်တကူလည်းမပေးနိုင်တော့ can't afford လို့ပြောကြပါတယ်ဒါမှလည်းသူထုံးစံတိုင်းပဲနော်1 2 3 4 5 6 9 8ဆိုပြီးတော့သူ grocery လေးရေးပြတာနော်ဒါပါမှာ1ဆိုလို့ချင်းပါလဲ student loan ကပါလဲ money you borrow to pay for your study နှစ်ကပါလဲ fees ပေါ့နော် money you pay to use something for a service 3က waste ကိုသူကပြောတယ် use it badly ဒါမျိုးတွေပေါ့နော်မှတ်ထားလို့ရပါတယ် This year I'm renting a flat with 3 friends of mine ဒီနှစ်တော့ငါတငယ်ချင်း3ယောက်နဲ့တူတူတဲ့ငါအခန်းလေးတစ်ခန်းငှားနေတယ်တဲ့ We had to pay 1 month's rent as a deposit တလစာငါတို့တွေအပေါင်နေနဲ့ပေးရပါတယ် deposit နေနဲ့ပေးရတယ် But it is a nice place တဲ့နော် nice place ကူပါနေရာကောင်းတစ်ခုပါတဲ့ quite good value for money တန်တယ်ပေါ့ကွယ်ပြောချင်တာကတော့ and the landlord isn't charging to use his garage တဲ့နော်ပြီးတော့တဲ့မြေပိုင်ရှင်ကလည်းသူ့ရဲ့ကားကိုယ်တော်ကိုအသုံးပြုတဲ့အတွက်ငါတို့ကိုပတ်စံမကောက်ပါဘူးတဲ့နော်ဒါလေးကတော့သူကနောက်ဆုံးဒီ accommodation နေရာထိုင်ခင်းနဲ့ပတ်သက်တာလေးကိုရှင်းပြထားတာပါဒီမှာ number 1ပေါ့နော် place where you live for stay ပြီးလို့ရှင်number 1က money you paid for something you are going to use to သူပြောထားတယ် which is then returned to you when you have finished using it the deposit ဆိုတော့ခေါင်းကပြောလို့မျိုးနော်တကူကိုသုံးမယ်ဆိုရင်တော့ပေါ့စဘောပေါ့ကွယ်နော် sorry စဘောပေါ့အပေါင်ပစ္စည်းဆိုတာဆိုတော့စဘောလိုမျိုးပေးထားတယ်ပြီးတဲ့အခါကျတော့ပြီးရင်သူကပြန်ရတယ်ဒါမျိုးကိုပြောတာပါနောက်တစ်ခုကဗာလဲ good value for money ဆိုတာ good for the amount of money you pay လို့ပြောတာ asking someone to pay an amount of money ဆိုတာကျတော့မှ charging လို့သူကပြောတာနော် okay ပါအဲ့တော့ဒါလေးကို